ကိုယ်တိုင်တော့ရောက်လူထဲမှာဖြစ်တဲ့အတွက်တဏှာတရားနဲ့အားဆိုလာရောက်ပြီးတော့ပါဝင်ပြီးလူထဲပေးနိုင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ကျေးဇူးတောင်းရတော့ဦးပေးဒီမြိုက်တင်တယ်ဒီကိုယ်နဲ့မြတ်တာစာကြည့်မြတ်တာရဲ့တွေ့သူပါကျေးဇူးတောင်းဒီကိုယ်နဲ့မြတ်တာစာကြည့်မြတ်တာရဲ့ရတာထဲတော့မိုက်တယ်ကွာပါရတော့တော့တင်တယ်နော်ဒီတိုင်းနော်အော်ညောင်းကောင်းပါကြီးကျေးဇူးတင်ပါတယ်